Hello everyone, I'm Soti from Wisdom Band English. Today I'm going to read a book called No Worry Listen, and I'm going to read chapter 3 today. Chapter 3, Lesson. It's Tuesday. Bella is going to be here in 30 minutes. I feel really sick. I saw her at school today, but she didn't see me. She has lots of friends. She isn't going to like me. I know it. I'm quiet and I'm not interested. And she's going to see that. I don't feel good. A candle, သင်ခန်းစာသင်္ကာနဲ့ရောက်ပြီဘဲလာကနောက်မိနစ်30ဆိုရင်လာတော့မယ်ကျွန်တော်ဖြင့်အေးတောက်ချင်တာလို့ချစ်ပေါချင်တာလို့ဖြစ်လာပါတယ်ဒီနေ့ကျောင်းမှာဒီမကိုကျွန်တော်တွေ့ခဲ့တယ်ဒီမကတော့ကျွန်တော်ကိုမမြင်ပါဘူးသူ့မှာတကယ်ချင်းတွေအများကြီးပဲကျွန်တော်သိပါတယ်သူကျွန်တော်ကိုသဘောကျမှာမဟုတ်ပါဘူးကျွန်တော်ဘက်ကစကားလေးနေတယ်ပြီးတော့စိတ်ဝင်စားစရာလည်းမကောင်းဘူးဆိုတာကိုဒီမသိသွားမှာပါပဲခံစားချက်ကြီးကျွန်တော်ပြေပါဦးဗျာAnd then it's 5 o'clock and Bella is here at my house. She's smiling and she is beautiful. Hi, Alex. How are you? Okay, how are you? I'm really good, thanks. How was your birthday dinner? Okay, thanks. Did you finish your homework? Yes. And how was the movie? It was okay. We stand and nobody talks. Can I come in, Alex? She says. Yes, sorry, come in. Nice one, Alex, I think. A beautiful girl comes to your house and you forget to ask her in. She comes with me into the kitchen. She's in my house. 6 နာရီထိုးပြီဘယ်လာလဲကျွန်တော်အိမ်မှာရောက်နေပြီဒီမှာကပြုံလေးနဲ့ရန်လာနေတယ်မင်္ဂလာပါ Alex နေကောင်းရဲ့လားကောင်းတယ်နေအောင်နေကောင်းရဲ့လားကောင်းပါတယ်ကျေးဇူးပါမင်းနဲ့ကတော့စားတာသင်ပြေခဲ့လားပြေပါတယ်ကျေးဇူးပါနေအိမ်ဆောင်ရပြီးခဲ့လားပြေပါတယ်ရုပ်ရှင်ရောကြည့်ကောင်းရဲ့လားကောင်းခဲ့ပါတယ်နှစ်ယောက်သားမှတ်သက်ကြည့်ခဲ့ပြီစကားမပြောကြဘူး Alex ငါအိမ်နဲ့ဝင်လာလို့ရလားလို့ဒီမှာကပြောတယ်တောင်းမှနေတော့ဝင်လာခဲ့ပါတေရောကွာ Alex ကမလာလာလေးနေလာတော့ကိုမင်းကအိမ်နဲ့ဝင်လာဖို့ဖိတ်ဖို့ရမေ့နေတယ်တဲ့ဒီမှာကကျွန်တော်နဲ့အတူမျိုးကန်နဲ့လိုက်လာတယ်ဒီကကျွန်တော်အိမ်ထဲမှာဗျ I'm really excited about learning the guitar. Is it easy? Can you teach me some sounds? She stops and laughs. Sorry, I can't stop talking. My mom is always telling me that. Can I see your new guitar? ဂီတာလေးသင်ဖို့ရန်စိတ်လေးလှူရှားနေပြီသင်မှုလွယ်လားသင်ကကိုတချင်းလေးတွေသင်ပေးပါလားဒီမှာပြောတာကိုရက်လိုက်ပြီးကျဲပါလေတောင်းမှန်ပါလေငါကအရင်စကားပြောတာအမေကအမြဲတမ်းလေပေါ်လို့ပြောဆိုနေတာနင်ဂီတာသင်လေးကြည့်လို့ရနိုင်မလား She smiles. I really like her smile. She sits down and I get my guitar and show it to her. This guitar is amazing, Alex. Thanks. What did you play before this one? She asks. I show her my old guitar. I played this for years. So you have 2 guitars. Bella says, cool. That smile. I can't stop looking at her. So she said, can we start? Okay, I say, do you want to learn on my new guitar? Oh no, Alex, she says, I can't. Not on your new one. ဒီမှာကပြုံးလိုက်တယ်ကျွန်တော်ဒီအပြုံးလေးကိုတော်တော်သဘောကျတယ်ဒီမှာကိုထိုင်ခိုင်းပြီးကျွန်တော်ဂီတာကိုယူပြီးဒီမှာကိုပြလိုက်တယ် Alex ဂီတာလေးရကောင်းလိုက်တာကျေးဇူးပါသင်ဒါလေးမရခင်ကဘာနဲ့သိတယ်လဲဒီမှာကမေးတယ်ဒီမှာကဂီတာဟောင်းလေးပြပြီးငါဒီဂီတာဝန်နေပေါင်းများစွာသိခဲ့တာလို့ပြောလိုက်တယ်ဒီမှာကပြောတယ်ကောင်းလိုက်တာဒါဆိုရင်မှာဂီတာနှစ်လက်တောင်ရှိတာပေါ့အဲ့ဒီပြောပေါ့ခြေတယ်ကိုမောပါဦးဗျာဒါဆိုငါတို့စကြတာမလားလို့ဒီမှာကပြောတယ်ဟုတ်ပြီငါကတာတင်တင်ချင်လားလို့မေးလိုက်တယ်မလုပ်ပါနဲ့လည်းမရှိဘူးအစ်နဲ့တော့မလုပ်ပါနဲ့ Okay then I say and I gave her my old guitar. This is a nice guitar too
and better for learning. So what do I do first? Bella asks. How do I hold it? Like this? No. Okay, you need to put your left hand here. Here, she says. Yes, that's good. Now put your right hand here. Like this? Yes. ဒါဆိုလည်းဟုတ်ပါပြီဆိုပြီးကျွန်တော်ရဲ့ဂီတာဟောင်းကိုသူ့ကိုပေးလိုက်တယ်ဒီဂီတာလည်းကောင်းတယ်သင်ဖို့ဆိုတာလေးကပိုကောင်းတယ်ဘာသာလုပ်ရမလဲလို့ပြောလာကမေးတယ်ဒါကဘယ်လိုကိုင်ရမလဲဒီလိုလားမဟုတ်ပါဘူးဟုတ်ပြီဘယ်လက်ကိုဒီမှာထားမယ်ဒီနေရာလားလို့ဒီမှာကပြောတယ်ဟုတ်တယ်တော်တယ်ပညာဘက်လက်ကိုဒီနာထားမယ်ဒီလိုလေးလားဟုတ်တယ် I'm going to show you 3 chords I say I take my new guitar play 3 chords and then look at Bella. Now you try. တကတုံးကပြမယ်လို့ပြောပြီးဂီတာတစ်ကိုယူပြီးတီးပြလိုက်တယ်။ပြီးတော့ Bella ကိုကြည့်ပြီး listen တီးကြည့်လို့ပြောလိုက်တယ်။ I'm sorry, Alex. I need to go slower than that. Can you start with 1 chord? Okay, sorry. Try this one. အားနာလိုက်တဲ့ Alex ဒီတဲ့နေနေသွားမှရမယ်။အခုတကွချင်းတင်ပြပါလား။ဟုတ်ပါပြီ။ဒါလေးစမ်းတီးကြည့်။ I show her the chord and she watches me. Then she tries it on my old guitar. It does it? She asks. No. Show me again. I'm playing the chord again. Bella watches my hands. Then she tries. Is it right? It's wrong. I move her hand. Try now, I say. She tries the chord. I did it. She's smiling. She plays it again. Good, I see. Now try another one. ကျွန်တော်တို့လက်ကပြလိုက်တယ်။ဒီမှာတခြားကြည့်တယ်။ပြီးတော့ဒီမှာကျွန်တော်ဂီတာဟောင်းနေနဲ့အစမ်းတီးကြည့်တယ်။မှန်လားလို့မေးတယ်။မဟုတ်သေးဘူး။ထပ်ပြပါဦး။ကျွန်တော်လက်ကကိုထပ်တီးပြလိုက်တယ်။ဘယ်လာကကျွန်တော်လက်ကိုကြည့်တယ်။ပြီးတော့ကြိုးစားတီးကြည့်တယ်။ဒီလိုဟုတ်လား။မှားနေတယ်။ကျွန်တော်ဒီမှာလက်ကိုရွှေ့လိုက်တယ်။ကိုတီးကြည့်ပါလို့ပြောလိုက်တယ်။မလုပ်နိုင်သွားပြီ။ဒီမှာကပြုံးနေတယ်။ဒီမှာထပ်တီးကြည့်တယ်။တော်တယ်။အခုနောက်တစ်ခါထပ်ကြိုးစားကြည့်။ After 15 minutes, Bella can play 3 chords. So I teach her a sound. The sound only has those 3 chords. She plays it. It's not amazing, but it's okay. 15 မိနစ်လောက်နေတော့ Bella ကလက်ကတုံးကတင်နိုင်သွားပြီ။အဲ့ဒါနဲ့သူ့ကိုတခြင်းတစ်ပုဒ်တင်ပေးလိုက်တယ်။လက်ကတုံးခုပါပဲ။လက်ကတုံးခုပဲပါတဲ့တခြင်းလေးဒီတီးကြည့်တယ်။အဲ့လောက်အောင်ခေါင်းတာမဟုတ်ပေမဲ့မဆိုးပါဘူး။ You are a really good teacher, Alex. I can't believe it. I can play a sound. Okay, I'm going to play it again. She plays the sound again. It's better this time. You're good, I say. Thanks. I love it. It's difficult, but I love it. When did you start playing? When I was 5 years old. 5? Really? That's very long. My dad had a guitar, and one day I started playing it, and I never stopped. Did you take lessons? Yes, I took lessons at first, but then we moved, so I stopped. After that, I learned from books and videos. That's really cool, and now you are teaching me. Alex, နေတကယ်တော်တဲ့ဆရာပဲ။ငါယုံနာမယုံနိုင်ဘူး။ငါသချင်းတီးတတ်သွားပြီတဲ့။ဟုတ်ပြီငါထပ်ပြီးတီးချင်ဝင်။သူထပ်ပြီးတီးချင်ဒီတကပို့ပြီးကောင်းလာတယ်။နင်တော်တယ်လို့ကျွန်တော်ပြောလိုက်တယ်။ကျေးဇူးပါ။ငါရဲ့ကြိုက်တာခက်တော့ခက်တယ်ဒါပေမဲ့ကြိုက်တယ်။နင်ဘယ်တော့မှစပြီးဂီတာတီးတတ်တာလဲ။ငါ9နှစ်သားတော့ငါလေ9နှစ်သားတကယ်ကြီးလားတော်တော်ကြာပြီနော်။ငါအဖေမဂီတာရှိတာလေ။အဲ့ဒါနဲ့တနေ့ငါတီးကြည့်လိုက်တယ်။အဲ့ကလေးကကိုတီစက်တီဖြစ်တယ်လေ။သင်နေနေတကယ်သေးလား။အစားကတော့တက်သေးတယ်ပြီးတော့ပြောင်းရရွှေ့ရတယ်ဆိုတော့ရက်လိုက်တယ်။နောက်တော့စာအုပ်တွေနဲ့ဗီဒီယိုတွေကနေပဲသင်ရတော့တယ်။တော်လိုက်တာအခုနေငါ့ကိုတော့သင်ပေးတတ်နေပြီ I'm trying. I love. You are a good teacher. What music do you like? I love all music. Old, new, everything. I say. I listen to my dad's music and I like watching new music on video space. Cool. I have some of the bands. I love some of the bands on video space. Can I show you something? I say.
Of course, says Bella. ငါစူးစမ်းနေပါမယ်လို့ပြောပြီးပြေးလိုက်တယ်။နင်းတင်တဲ့တကယ်ကောင်းပါလေ။နင်ဘယ်လိုတချင်းမျိုးစားတွေကြိုက်တယ်လဲ။ငါဂီတအစုံကြိုက်တယ်။အဟောင်းအစ်စ်အကုန်လုံးပဲ။ငါကအဖေနားထောင်တဲ့တချင်းနဲ့နားထောင်လိုက်တာပဲ။ပြီးတော့ view space ကတချင်းတစ်တွေနဲ့ကြိုက်တယ်။ကောင်းလိုက်တာ။ငါလည်း view space ကတချို့အဖွဲတွေကိုကြိုက်တယ်။ငါနဲ့ကိုပြတာရှိတယ်။ရမလား။ပြတာပေါ့လို့ဘယ်လန်ကပြောတယ်။ I got my laptop and I open video space. I find a video of flying. They are amazing. Bella looks at me, excited. She says, you know flying? I love flying. They are cool. I love flying too, she says. She likes flying. I can't believe it. ကျွန်တော်ကမင်တာသွားယူပြီး video space ကိုဖွင့်လိုက်တယ်။ကျွန်တော် fly ရဲ့ video ကိုရှာဖွင့်လိုက်တယ်။သူတို့ကအဝန်းစရာကောင်းတယ်။နည်းနည်းပဲ fly ဝင်ကြိုက်တာလားဆိုပြီး Bella ကစိတ်လှရှာသွားနေမိတယ်။ငါ fly ဝင်ရဲ့သဘောကျတာသူတို့ကတော်တော်မိုက်တယ်။ဒီမှာလည်း fly ဝင်ကြိုက်တယ်ပြောတယ်။ကောင်းလိုက်တာပြန်။ Look at this, I say. I put the laptop in front of Bella on the table. Watch the guitar player now. He is amazing. I want to play like that one day. ဒါလေးကြည့်ကြည့်လို့ပြောပြီးကွန်ပျူတာကို Bella ရှေ့ကိုပို့လိုက်တယ်။ဂီတာတီးတဲ့သူကိုကြည့်ပါ။သူကအရန်တော်တာ။ငါလည်းတနေ့ကျရင်အဲ့လိုတီးချင်တယ်။ Bella is watching me, but she isn't talking. She is listening. I love their new sound too. I say they are playing near here next year, I think. I really want to see them. Oh, listen to that voice. Now that's cool. Bella ကခါမှပြောပဲကျွန်တော်ကိုကြည့်နေပြီးတော့တချင်နာထောင်နေတယ်။ငါသူတို့ရဲ့တချင်အသေးကိုလည်းသဘောကျတယ်ကျွန်တော်ကပြောလိုက်တယ်။သူတို့ကနောက်နေ့ကျရင်ဒီကိုလာပြီးပွဲလုပ်မှာတဲ့။ငါသွားကြည့်ချင်လိုက်တယ်။အဲ့တန်လီနာထောင်ကြည့်အရင်မိုက်တာ။ Bella smiles and says, "You're different when you talk about music, Alex. Different. You're usually quiet, but when you talk about music, you're more alive. You have to put a video of you on video space." Alex, ဒီတချံပြောနေနင်ကတခြားတရားဖြစ်သွားတယ်လို့ဘယ်လာကပြောတယ်။တခြားသိဟုတ်လား။နင်ကပုံမှန်ဆိုစကားနဲ့လေ။ဒီတချံပြောနေနင်ကပို့ပြီးအသက်ဝင်တယ်။ video space မှာငါတို့နေ့ video ကိုတင်မှဖြစ်မယ်။ What? I say, and suddenly I feel sick. Me, put a video of me on video space. No, I don't want to. I don't play for people. Why not? I don't know. But you are really good. I'm okay. Fly are really good. ရုပ်တရက်ဖြားစင်တို့တော့ဖြစ်သွားတယ်။ video space မှာငါ video တင်မယ်ဟုတ်လား။မဖြစ်ဘူးငါမလုပ်ချင်ပါဘူး။ငါကလူတွေကိုမဖော်ပြပါဘူး။ဘာလို့လဲမသိပါဘူးက။အမေနင်ကတကယ်ကိုတော်တာဟာ။ငါကနည်းနည်းပါ fly တို့ကမှတကယ်ကိုတော်တာ No, Alex. When I heard you on Saturday, it was amazing. Your music is really good, and people want to hear music like that. You have to put something on video space. I don't want to, I say. Forget it. She looks at me with her big blue eyes. Okay, she says. But please think about it. Perhaps, I say. Then Bella smiles. I will look at some more videos on video space. We do. We look at some more bands. We like all the same music. It's cool. မဟုတ် Alex တနေ့နေ့ကနင်ကတာတီးတာကြားတော့အရင်အော်သွားတာအရင်ကောင်းတာနင်ကတကယ်ကိုတော်တာပါလူတွေကအဲ့လိုမျိုးကောင်းတာလေးတွေနားထောင်ချင်နေတာနင် video space မှာ video တင်တက်ပါတယ်လို့ချင်ပါဘူးမိထားလိုက်ပါတော့လို့ပြောလိုက်တယ်ဒီမှာကဒီအပြားရဲ့မျိုးလုံးဝမ်းနေနဲ့ကျွန်တော်ကိုကြည့်ပြီးဟုတ်ပါပြီဒါပေမဲ့စဉ်းစားပေးပါလို့ပြောတယ်အင်းမလို့ပြောလိုက်တယ်အဲ့ကျမှပြန်လာကပြောပြီးတော့အဲ့တော့နောက်တဲ့ video space ကနေ video တွေထပ်ကြည့်ကြမလားလို့ပြောလာတယ်ကြားတာပေါ့နောက်တဲ့အဖွဲ့လေးကိုငါတို့အတီးကိုကြည့်ကြတယ်ငါတို့ကအကြိုက်တူတယ်ကောင်းလိုက်တယ် Bella is really interesting. She loves soccer and she teaches it to 7 and 8 years old. She tells me about it and then suddenly it's 7 o'clock and she says, I have to go now, Alex. Thank you for your lesson. I love it. Bella ကသိပင်စားကြကောင်းတာပဲသူကဘလုံးဝါသနာပါတယ်ပြီးတော့သူကခဏနှစ်ရှင်းရဲ့အရွယ်တွေကိုလည်းဘလုံးကန်တာတင်ပေးနေတယ်
ဒီလိုနဲ့ခဏနိုင်ထိုးသွားတယ်ငါသွားတော့မယ် LS ဒီနေ့သင်ပေးတဲ့ကျေးဇူးတင်ပါတယ်ဒီတက်ကောင်ကအရင်မြင်လို့လားဆိုပြီးဒီမှာငါပြောတယ် I don't want her to go home I liked teaching her and I really like talking to her I don't usually talk to people I talk to my mom and dad sometimes when they are at home but that's different I can't talk to my mom and dad about flying I really want to see her again but how do I ask ကျွန်တော်တို့အိမ်မပြန်စီစဉ်နေဘူးသူ့ကိုတင်ပြရတာသဘောကျတယ်ပြီးတော့စကားပြောနေရတာလည်းသဘောကျတယ်ကျွန်တော်ကလူတွေနဲ့တိတ်စကားပြောလို့မရှိပါဘူးဖေဖေနဲ့အမေမေအိမ်မှာရှိရင်တော့သူတို့နဲ့စကားပြောဖြစ်ပါတယ်ဒါပေမဲ့မတူဘူးလေသူတို့နဲ့ fly စတဲ့အကြောင်းတွေမှပြောလို့မရတာကျွန်တော်ဒီမှာကိုထပ်တင်ချင်နေတာဒါပေမဲ့ဘယ်လိုသူ့ကိုပြောရမလဲနော် Then she said can we have another lesson Alex tomorrow she wants another lesson yes okay I said what time after my soccer practice 7 o'clock cool I say see you tomorrow see you tomorrow thanks Alex and she leaves အဲ့ဒီအချိန်မှာပဲဒီမှာကငါတို့နောက်ထပ်သင်လို့ရနိုင်မလားမနေ့ပြန်ဆင်ပြေမလားလို့ဒီမှာကပြောတယ်ဒီမှာကနောက်ထပ်သင်ချင်သေးတယ်တဲ့ရတာပေါ့ပဲချိန်တယ်လို့မေးလိုက်တယ်ငါဘာလို့လဲချင်ပြီးတဲ့အချိန်လားပေါ့9နိုင်လောက်ဆိုရင်ကောင်းတာပေါ့လက်ပြန်တွေ့ကြမယ်လေလို့ပြောလိုက်တယ်လက်ပြန်တွေ့မယ်ကျေးဇူးပါ LFC လို့ပြောပြီးဒီမှာဆက်သွားတယ်